စစ်တွေပဲကြံခဲ့တာဒါလေးပေါက်ပူတော်ကောင်းနေ အေးဒါလေးပေါ့ပူတော်ကောင်းနေလားဒါဖန်စစ်တွေဘာလို့ထပ်ပေါက်မယ်နော်ဖန်စစ်တွေနော်ဘာလို့ကျွန်တော်တိုင်းတော့ကျွန်တော်ပြောမယ်ဘာလို့ကျွန်တော်ဂိမ်းဆော့မဲ့ဟာကိုဆော့လာကိုစောက်ကြည့်နေမယ်ဖန်စစ်တွေပဲကြံခဲ့တာနော် viewer 1100ကျော် 1.2k နော်ကျွန်တော် game ဆော့မှာကိုစောင့်ကြည့်နေမဲ့ကျွန်တော်ရဲ့ fan အစ်စ်တွေပဲကြံခဲ့တာအခုဖောက်မယ်တော့ပဲဒါတော့နော်ထပ်လည်းမ share ဘူးနော်မာရီအောင်ကျွန်တော်အခုပြန်မဲ့ share လိုက်တယ်နောက်လည်းမရွှေ့နေတယ်ပြန်လည်းမ share တော့ဘူးနော်အခုဖောက်မယ် okay ဒါတော့ okay let's go အဲ့လိုတော့ကျွန်တော်လက်မခံအောင်နော်အဲ့လိုတော့လက်မခံအောင်နေ့3 4 5 6အဲ့သူ6ထဲပါပါတယ်ဗျာနော်6ထဲမှာ bro KMC level 4ကနော်ဒီမှာဒီအစိမ်းရောက်ကောင်မနော်ဒီအစိမ်းရောက်ကောင်မ KMC ပါမယ်ပေါ့နော် level 4 6ထဲမှာဒီကောင် level 4ပြီးရင်နောက်တဲ့ဖာရမအိစုlevel 4နော် KMC ပါတယ်နော် bro နော် KMC ကအိစုကတည်တယ်မယ်နော် bro ဂန်းလို့မဟုတ်ဘူးအိစုဝတ်ထားတယ်ဘယ်ပန်နဲ့လည်း KMC တက်တယ်ပေါ့နော် KMC ပါပါတယ် level 4နောက်တစ်ခုကကြီးက level 5နောက်ဆုံး final form ရောက်ဖို့ bro ဘက်ထရီ9လုံးမှာပါပြီးသားဘက်ထရီ9လုံးပါပြီးသားအိစုတယ်ပဲနော်ကြီးက level 5 level 6ဆိုတော့ level max တစ်ဆက်မယ်လို့တော့ကြီးက level max ဆိုတစ်ဆက်မယ်လို့တော့လေ bro အဲ့လိုအကောင့်နော်နော်မတီရီ9လုံးပါပြီးသားပါတော့နော်မတီရီ9လုံးပါပြီးသားနော်ကျွန်တော်တို့ okay အဲ့တော့အိစုက6ထဲမှာ level 4 KMC က2ထဲ level 5ကြီးကတစ်ထဲနော်ကျွန်တော်တို့3ထဲ level 3ထဲမှာပါတော့6ထဲပေါ့နော်3ထဲက level 4က2ထဲ level 5ကတစ်ထဲပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်အိစုကပြီးသွားပြီ companion လေးတွေပါလေးတွေကတော့ဒီအကောင့်လေးတွေကတော့ပါမယ်ထင်တယ်တွတ်တူနော်ဒါလေးတော့ကျွန်တော်မပြတော့ဘူးနော်မပြတော့ကျွန်တော် GAN ကိုသွားမယ်ဘာလို့နော် GAN ကိုသွားမယ် okay GAN ကိုသွားမယ်ဆိုတော့ကျွန်တော် GAN ကစုပေါင်း upgrade လုပ်တဲ့ GAN ကစုပေါင်း14လက်ပါတယ်နော်14လက်ပါတော့ဟိုမှာ M4 ရေခဲနော် M4 Galaxy ရေခဲ skin level max ပါပါတယ်ခင်ဗျာနော်ပြီးရင်နောက်တစ်ခု UMP KMC ပါပါတယ်ခင်ဗျာ level 4 UMP ဒီ UMP လေးနော် KMC လာအနီးလေးနဲ့နော်level 4ပါပါတယ်ပြီးနောက်တစ်ခုစကာ L ဖြုံနီးနော် level max ပါပါတယ်ခင်ဗျာနော် KMC ရတော်လာဒီစကာ ရနော်ဖြုံနီး level max စကာ L ပြီးရင် Uzi ပါထပ်ပါပါတယ်ခင်ဗျာနော် Uzi level 4 KMC ထပ်ပါပါတယ်ခင်ဗျာနော်ပြီးရင် M24 KMC ထပ်ပါပါတယ်ခင်ဗျာနော် M24 KMC နော်ကျွန်တော်နောက်ထပ်ကျွန်တော်ကြိုက်တဲ့ AUG တွေ KMC အရင်လာတယ်အိုဟေလေးကိုတင်လို့ရပြီနော်ဘာသာမတီးရတစ်ချောင်းမဲ့လို့အိုဟေတင်ဖို့ကြက်ကျွန်တော်နောက်တစ်ခုပြောချင်တာရှိရဗျာဘရိုအဲ့ဒါကြီးကိုကျွန်တော်အရင်လိုချင်တာဘရိုသိတာကျွန်တော်အဲ့ဒီ AUG ပဲတီးတဲ့ဝယ်လိုက်ချင်တာဒီအကောင့်ကနေပြီးတော့တော်တော်ပေါက်တဲ့လူတော့တော်တော်ကန်ကောင်းတယ်ဘရိုဘာလို့လဲသိတာ22ပေနဲ့ဗျာကျွန်တော်ပြောမယ်ဘရိုသိတာကျွန်တော်တို့ခုစကေဖောက်တယ်ဗျာ level max တွေဘာလို့လဲမတီးရမလို့ဘရိုဆေးဘူးလို့လားဆေးဘူးဟုတ်တယ်တော့မကငါဆိုဆေးဘူးဝယ်ရတာနော် UC ထဲမှာဝယ်ရတာနော်ဆေးဘူးလို့ဒီမှာကြည့်လိုက်ဆေးဘူး648ဘူးကဲဆေးဘူး648ဘူးဆေးဘူး650လောက်အပူပါတယ်ဘရိုကျွန်တော်အဲ့ဒါကိုကြိုက်တာမတီရီယာဘရိုလွယ်တယ်ဗျာတိတာဆေးဘူးတွေပဲလို့တာတကယ်မြင့် level max တင်အဲ့တော့နော်ကျွန်တော်မတီရီယာ၄ချောင်းတစ်ချောင်းမဲ့လို့တော့တယ်ပေါ့နော် AUG on hit တင်လို့ရမယ် AUG KMC level 4ပါပါမယ်ခင်ဗျာနော်ပြီးရင်နောက်တစ်ခုDPS level max နော် DPS level max ပါနော်ကျွန်တော် DPS level max ပါနော်ကျွန်တော်တို့ဒီ UMP ကတော့သူတင်မထားအောင်ရေခဲကိုသူမကြက်လောက်ဘူးတဲ့ဘာလို့ဆိုရေခဲကသူက M4 ကရေခဲဆိုထပ်တော့မှရောက်လာသူကဒီ UMP ကိုတင်ထားတာဒီအနီကိုတင်ထားတာမစိုးပါဘူးအဲ့အရာလေးနဲ့မိုက်ပါတယ်ပေါ့နော်နောက်တစ်ခုဗျာ bro AKM level 7တချို့ gun လေးဆို level 7ဆို max ဗျာဒီကောင်ကဒီ glorious movement ထားပေါ်ဘာပြော loot crate ပါတယ်ဗျာနော် loot crate ပါပြီးဒါ level max ပဲထားရတော့နော် level 8တော့မဟုတ်ဘူးဒါပေမဲ့ level 7 loot crate ပုံမှန်တော့ဆိုတော့ level max ပဲ level max ပဲထားရတော့နော်အဲ့တော့ oh hit ကြည့်လိုက်ဒီရောင်လေးအတစ်ပြောခုနကဒါပေါ့အတစ်ဘာကြီးရောင်ဒါကြီးကဒီ AK ပါရင်းရစကင် Ranger skin bro တို့ oh hit ကဒီအနီရောင်လေးနော် AK ဒါကြီးပါထပ်ပါပါတယ်ခင်ဗျာနော်ဒါကြီးပါထပ်ပါပါတယ်ပြီးတော့နောက်တစ်ခု830ပေါ့ဒါထားရပေါ့ပန်ဘယ်လိုစိတ်ပါပန်နဲ့မှာဖျက်လိုက်လို့ရတယ်ဆောက်ကောနော်ချိုးလိုက်ပန်
ခုမြင်လို့ရရင်နော် material တစ်ချောင်းပဲကုန်တာ material ၄ချောင်းရှိတယ်နော်ကျွန်တော်မြင့်ပြရမလားတော်ပါမြင်မယ်နော်ကျွန်တော်တို့ material ကျွန်တော်တို့မှာအဲ့ဒါနော်ခုနကဟုတ်တယ်ကျွန်တော် material ၄ချောင်းရှိတယ်ဘာသာတော့နော် material ၄ချောင်းမှာကျွန်တော်ပြောမယ်ဗျာမြင့်လို့ရတဲ့ဟာတွေကျွန်တော်ပြောမယ်ညာ Uzi final form မြင့်လို့ရတယ်ဘာသာ Uzi ပုံပြောင်းသွားပြီနော်ချိုးလိုက်အခု Uzi က level 4 game message ဒီပုံစံလေး final form ဆိုဒါလေးဖြစ်သွားကြအကောင်လေးပါလာပြီလား Uzi မြင့်လို့ရရနော် Uzi မြင့်လို့ရတယ် Uzi ပြင့်ပြီးတော့နောက်တော့ပိုတဲ့တချောင်းကိုပန်မှာထပ်မြင့်လို့ရတယ်ဘရိုတို့ပန်မှာထပ်မြင့်လို့ရမယ်ဘရိုတို့နော်ပန်မှာထပ်မြင့်လို့ရမယ်ခင်ဗျာနော်ဒါကတော့နော်အဲ့ဒါဒါအကောင်းဆုံးအခု UMP ကတော့မမြင့်နဲ့တော့ဗျာနော်ဘာမှမလို့ဘာလို့ဆို game message ပါပြီးတော့ဒါကြီးက emoji မလို့မမြင့်နဲ့နော်ဒါရရဲ့ level max ပြီးသားတွေဗျာနော် Uzi ရဘရို final form မြင့်လို့ရတယ်ဘရိုနော် material ရောဆေးဖို့တော့တယ် material 3ချောင်းပဲကိုမှတစ်ချောင်းတော့ပိုးစီအဲ့တစ်ချောင်းကိုဘရိုပန်မှာမြင့်လို့ရပြီတခြားဘာမြင့်လို့ရကျွန်တော်လိုက်ကြည့်ရမှာနော်ခဏလေးတခြားဘာမြင့်လို့ရသေးလဲဆိုတော့ M24 နဲ့ level max လို့ရတယ် M24 ပုံရမယ် M24 တော့မမြင့်ပါနဲ့ဘရိုဘာလို့ဆိုတော့တိတ်ကြိုင်မြင့်မှာမဟုတ်ဘူးဗျာသိလားကျွန်တော်တို့ဒီကောင်းကဘယ်သူရက်လိုက်လဲသိလားကျွန်တော်တို့လည်းမလိုက်ဘူးဗျကျွန်တော်က server လည်းပြစ်တယ်ဆိုဘရို mobile နမိုင်းနဲ့အရင်လိုက်တယ် mobile နဲ့တော်တော်များအနီးကကန်တွေပဲခိုင်းတာလေမဂါတို့လည်းအဲ့လိုပဲ AN တို့လည်းအဲ့လိုဆရာသိမပြောအနီးကကန်တွေဆိုတာဘာလို့အနီးကကန်သမားတွေအတွက် mobile တွေအတွက်ပို့ကောင်းဘာလို့ DPS လည်းပဲ max ဗျာနော်ရှော့ကန်ဒီမဲ့ UZ UMP တွေအကုန်စုံပါတယ်ပေါ့နော်အဲ့တော့ထားရတော့ AUG က on hit AUG တကယ်လို့ဗျာဘရို AUG on hit တော့ can chance ရှိရပေါ့နော် AUG on hit မြင့်ကျင် material တစ်ချောင်းလိုမယ် material တစ်ချောင်းကိုကျွန်တော်တစ်ဖက်ကိုတစ်ခါ material UC 900 600နဲ့ဝယ်လို့ရရှိတယ်အဲ့ဒါလေးဝယ်ပြီးတော့ AUG on hit မြင့်လို့ရတယ်နော်အဲ့နှစ်ခုတည်းတစ်ခုရွေးရမှာပဲဘရိုဒီလားအဲ့နှစ်ခုတည်းတစ်ခုရွေးရမှာဘာလို့ AUG on hit ကို material တစ်ချောင်းထပ်ဝယ်ပြီးတော့မြင့်မလားတို့မဟုတ် UZ ကိုနောက်ဆုံး final form မြင့်ပြီးတော့ UZ လည်းမြင့်ပန်ကိုလည်းဒီနောက်ဆုံး form မြင့်နော်အဲ့လိုဆိုလည်းရတယ်အဲ့ဒါတော့ကျွန်တော်ကတော့လုံးမပေးလိုက်တော့နော်ပောက်သွားတဲ့လူစိတ်ကြိုက်လုပ်ပါစေနော်ကျွန်တော်တို့နော်ဒီအကောင့်ကိုပေါက်ပိုင်ဆိုင်သွားတဲ့လူစိတ်ကြိုက်လုပ်ပါစေနော်သူကသူနော်โอเคပြီးဒါတော့ဒါအဲ့တော့ကျွန်တော်လိုက်ကြည့်မယ်နော် level မဲ့တစ်လက်နှစ်လက်သုံးလက် AK နဲ့ဆိုတာ၄လက်ပေါ့နော်ပန်မြင်လို့ရတယ်ပန်နဲ့ဆို5ခုဘရိုaccurate မြင်လို့ရတဲ့ဟာ14ခုမှာ level max က5ခုတောင်ပါတယ်ဘရို23သိန်းနဲ့အကောင့်ပါနော် level max 5ခုတောင်ပါတယ် F4 စကား AK level max ဘရိုအဓိကကိုင်းတဲ့ gun ကို level max နော် DPS level max ပန်မြင်လို့ရတယ်နော် material ၄ချောင်းပါတယ်ပြီးကျွန်တော်ကားတွေသွားမယ်ဗျာတော့ကားတွေသွားမယ်ကျွန်တော်တို့နော်ကားတွေသွားပါမယ်ကားတော့ကျွန်တော်အခုဒီမှာကြည့်ဒီမှာဗျဒီမှာကျွန်တော်တို့ဒီမှာဒီနှောင်းကကားကြီးပါမယ်ပေါ့နော်ကျွန်တော်ကားကဘယ်နှစီးလဲဆိုကျွန်တော်ကိုတနေ့ကကြည့်ရတယ်မိသွားပြီကျွန်တော်ကားချက်သွားကြည့်မယ်နော်ကျွန်တော်ကားချက်သွားကြည့်မယ်ဒါဒီမှာကျွန်တော်ဒီ UAC ကားတွေရတော့ဒီအမြင့်ကားတွေရတယ်ပဲ upgrade လုပ်တဲ့ကားဒီကားပါမယ်နော်ဒီကား upgrade လုပ်လို့ရရင်နော်တင်လို့ရတယ်ပေါ့နော်ဒီခဲအောင်ကားရတင်လို့ရတယ်အဲ့ကောင်ပါမယ်ဒါထားရတော့ pick up မှာဒါရောဒီမှာဘရို Tesla ကျွန်တော်ဆန်းဟောမှာစီးတဲ့ကား mobile နံပါတ်တော့ share ပဲကျွန်တော်အိမ်မျိုးကတော့ဆန်းဟောဆိုလို့မရဘူးပေါ့နော် mobile နံပါတ်တော့ share ပဲပါတော့နော်ဒီမှာဆန်းဟောမှာစီးမဲ့ကား Tesla ဒီကိစ္စတော့မှရနော်Tesla တော့ဒီကားကြီးပါမယ်ပေါ့နော်ဒါစကင်တစ်ခုပေါ့နော်စီတန်နဲ့သွားမယ်ကျွန်တော်စီတန်ထဲမှာTesla ပန်းအောင်လေးဗျာနော်အတန်ငြိမ်ပြီးကျွန်တော်ကအပြာရောင်ပဲစီရတော့ပန်းအောင်ဆိုမိကအကြိုက်ပေါ့နော်မိကပန်းအောင်ကြိုက်တဲ့ကောင်ရမေဘာမှမချူစဲမေဖစ်တော့မှပန်းအောင်ဝတ်တာမလားအဲ့ဖစ်တော့ပန်းအောင်ဝတ်တဲ့ကောင်အောက်ကမောင်မရောအဲ့လိုကောင်နော်ကျွန်တော်တို့နော်ဒီပဲ Tesla ပန်းအောင်လေးပါမယ်ပေါ့နော်ဒီ၄ယောက်စီကမှာပြီးရင်နောက်တစ်ခုအမိုးဖွင့်ကားတော့မပေါအောင်ဒီပဲပြိုင်ကားနှစ်စီးပါမယ်ပါတော့အဖြူနဲ့အမဲနဲ့ပေါ့နော်ဘရိုအဖြူနဲ့အမဲနဲ့နှစ်စီးပါမယ်နော်ကျွန်တော်ဒီအမဲလေးရယ်ဒီအဖြူလေးရယ်တော်တော်မိုက်ပါတယ်ဘရိုနော်ဒီကပါပါဂနီဒီကပြောဆောင်စေးကြီးရတော့ဒါဟိုက်ပါကားစူပါကားမဟုတ်ဟိုက်ပါကားကွန်နက်ဆက်တို့ပါဂနီတို့ဘူဂတီတို့ဟိုက်ပါကားတွေလမ်ဘိုဂီနီတို့ပါတို့စူပါမဟုတ်စူပါတော့ဖြစ်နေဘာလဲမသိစူပါရဲ့အထက်ကဒီစူပါမဖေးတာစူပါကျွန်တော်တို့နှစ်ယောက်စီးပြိုင်ကနှစ်စီးအမဲတစ်စီးအဖြူတစ်စီးเนาะပါပါတယ်ပြီးရင်၄ယောက်စီးကတက်စလာတစ်စီးပြီးတော့စမ်းဟော့မှာမောင်းတဲ့ကားတစ်စီးကားစုစုပေါင်းတော့၄စီးပါတယ်ဆိုင်ကယ်လည်းခုဒီဆိုင်ကယ်ကြီးပါအောင်မယ်ဘယ်လိုเนาะဘိုက်ကီမပေါ့เนาะအဲ့တော့စုစုပေါင်းတော့ကားစုစုပေါင်းတော့ကား၄စီးပါမယ်ဗျကား၄စီးကျွန်တော်တို့နှစ်ယောက်စီးပြိုင်ကနှစ်စီးเนาะ၄ယောက်စီးတက်စလာကအပိုင်းအောင်တစ်စီးပြီးတော့စမ်းဟော့မှာစီးတဲ့เนาะCyber Truck ကားအမေ Cyber Truck တစ်စီး
ကား4စီးပါမယ်ဘရို22သိန်းနဲ့အကောင့်မှာကား4စီး level max က9လက်နော် upgrade တင်တဲ့ခဲ14လက်မှာ level max 9လက်အိမ်စု6တယ်နော်6တယ်မှာ3တယ်က level 45နော် key max 3တယ်ပါတယ်ပေါ့နော် level 4နဲ့တယ် level ကြီးခဲ level 5နော်ဘာသာလို့တစ်ခုကြံပေးနေတာဒီကောက်ပေါက်သွားတဲ့လူကအိမ်စုကိုပြည့်မယ်ဆိုကြီးခဲလေးမြင့်စေချင်နော်ကြီးခဲ level 5ဘရိုတစ်ခုပဲကြံတော့တယ်တခုမြင့်ကြီးခဲ level max ဘာသာလို့စောင်းမိုက်ကြီးခဲပြီးတော့အိမ်စုကျမှာလူကြိုက်များဆုံးပဲဗျာpower ကြီးခဲရလူကြိုက်မှာ key max အရမ်းမိုက်လို့နော်အဲ့တော့ညစ်လို့ရမယ်ကျွန်တော်ဂန်ကတော့ကျွန်တော်ခုနပြောသလိုပဲကျွန်တော်တင်မပြီးတော့ဘူးเนาะစိတ်ကြိုက်เนาะရဝိုင်းလို့စိတ်ကြိုက်တင်ပါစီပေါ့เนาะကျွန်တော်ဒီကောင်ကိုတစ်ချောင်းတင်ဦးစီကို level max တင်เนาะဦးစီကို level max တင်အဲ့လိုလည်းရတယ်တော့မဟုတ်စကားတင်ယူကြီး okay တင်မယ်ဆိုရင် material တစ်ချောင်းထပ်ဝယ်လိုက်เนาะအဲ့လိုလည်းရတယ် material ၄ချောင်းကြည့်တယ်ဆေးဘူးတော့640ခွန်ဆေးဘူးတော့အများကြီးပဲเนาะအဲ့လိုဘာကြံနေရောနောက်တဲ့ဘာမှမကြံတော့ okay ကြာတော့ကျွန်တော် giveaway စမယ်ဘာတော့အခု giveaway စမယ်အခု giveaway စမှာကျွန်တော်တို့ account မပေးသေးဘူး UC ကျွန်တော်တို့660 9ရောက်အရင်ပေးမယ်เนาะဒါကတော့အခုကျွန်တော်ထူပေးမယ်เนาะအခုကြည့်နေတဲ့ view က3900 3.7k မှာ giveaway မကန်ဆန်းရသေးတဲ့လူတွေရှိတာကျွန်တော်တစ်ချက်ပြောမယ်အဲ့ဒါကိုကျွန်တော်အခုเนาะဘာလို့ဆိုအခု live stream ကိုလာကြည့်ပေးလို့ကျွန်တော်တကူတက်ကထပ်ပြီးအတိပေးတာပါเนาะကျွန်တော်ပြပါမယ်ခဏလေးเนาะကျွန်တော်ပြမယ်ဘာလို့เนาะကျွန်တော်တို့ okay ခဏလေးပါ ကန်ဆန်နေပါဦးခရီး เนาะကျွန်တော်တို့လာပြီเนาะကျွန်တော်တို့လာပြီเนาะဒါကကျွန်တော်ဒါ comment လေးပေါ့เนาะကျွန်တော်တို့ဒါ okay ကျွန်တော် Facebook ကိုကျွန်တော်သွားပြီ Facebook ကိုသွားပြီကျွန်တော် page ကိုသွားမယ်တာကာ page ကိုเนาะတာကာ page ကိုသွားမယ်เนาะ okay ကျွန်တော်တာကာ page ကိုသွားပါမယ်เนาะ okay ဒီမှာဒါကျွန်တော်တာကာ page เนาะဒါကျွန်တော် live stream လုပ်နေတာ live အခု 2.6k view อ่ะเนาะဒီမှာဒါ live stream ကျွန်တော်တာကာ page ရောက်တာလေအောက်နေနေဆွဲတာလေ bro ဒီမှာပင်ပို့စုပ်ထားတယ်နှစ်ခုပင်ထားတယ်တစ်ခုကတာကာဆိုဒါကျွန်တော်ရဲ့ channel ပေါ့เนาะတစ်ဆက်ရဲ့เนาะကျွန်တော်ကြောင်ဝင်လာပြီတို့ဒီ channel လေးကိုလေကျွန်တော်တို့ join လာပြီပါเนาะဒီဘက်မှာလည်းရှိရဒီဘက်မှာလည်းရှိရเนาะဒီအဲ့ဒီကမှာတာကာဆိုအသေးပုံအမဲလေးနဲ့ channel ထဲမှာเนาะစီး channel ထဲမှာဆိုကျွန်တော်အကုန်ပို့ပေးကြအခုတိုင်းဆိုကျွန်တော်ပို့ပေးရကြာဟမ်တိုင်းကြနေမကြောက်ကိုကြီးပြောမကြောက်ပါဘူးကြောက်ပါဘူးဘောက်တိုင်းကြနေမင်းလက်လာကွာအတက်ကလေကြောက်ပါဘူးဒီနေ့မှာပဲဒီမဲ့ကျွန်တော်အခုကျွန်တော်ခုတွေ့နေ live stream ဆိုကျွန်တော်ပို့ပေးချက် stream စားပါပြီဆိုပြီးတော့ live stream လေးကိုပို့ပေးထားတယ်เนาะအပေါ်မှာဆိုလည်းဒီမဲ့ကျွန်တော်အတန် file လေးနဲ့ပို့ပေးထားပါတယ်เนาะကျွန်တော်ကဲအားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်အခုဆိုရင်เนาะညီမစံတော်ကြီး9:24 မိနစ်နောက်တဲ့7မိနစ်နေ9:00ခွဲကျော်တော့ကျရင်ကျွန်တော် live stream တက်လာတော့မှာပါကျွန်တော်ဒီမှာအကုန်ပို့ပေးရပါတော့ဒီမဲ့ကျွန်တော်ဒီနေ့တင်ထားတဲ့เนาะကျွန်တော်ဗီဒီယိုပတ်ချီ9နှစ်အကြောင်းပြောရရောကျွန်တော် UC ရောင်းတဲ့ဟာရောအကုန်လုံးဒီမှာပို့ပေးပါတယ်ဒီမှာဘာသာတို့ကတော့ bro ကတော့စာပြပို့လို့မရဘူးပေါ့เนาะကျွန်တော်ပို့လို့ရအကုန်မြင်ပါတယ် reaction လေးအသေးလေးတမလေးပြီးလို့ရတယ်ဖုတ်တွေပါကြီးတောင်းရင်ဖုတ်ပေးလို့ရပါတယ်เนาะဒီထဲကို join လာစီချင်ပါတယ်เนาะဒီတာကာဆိုအသေးပုံမဲ့ channel join တာပါအိုက်ကောင်က notification တဲ့လူတွေတို့လည်းကျွန်တော်နေတိုင်း live stream လို့ပို့ပေးပါတယ်တခုခုကျွန်တော် giveaway တွေပါကြီးတဲ့အရင်သိရမယ်အဲ့ထဲမှာကျွန်တော် Facebook မှာ post မတင်ခင်အဲ့ထဲမှာဖုန်းဒီပါကြီးတောင်းတယ်ဘယ်လောက်ပေးရမလဲ UC ဆိုလဲ UC 900ပေးရမှာလား UC 300ကိုဘယ်နှစ်ယောက်ပေးရမလဲကျွန်တော်အဲ့ထဲမှာပို့တောင်းတယ်နော်ပို့ပေးလို့ရတယ်ကျွန်တော် fan ဒီထဲကို join လာကြပါ channel ထဲမှာနော်ကျွန်တော် page ဝင်လာတဲ့အောက်မှာတာကာဆိုပြီးတော့အဲ့ဒီမှာကျွန်တော်အခု giveaway post ဘာသာနော် giveaway post ကြည့်လိုက်နော် giveaway post ပါ giveaway post ဒါကျွန်တော်တင်ထားတဲ့ giveaway ပေါ့နော်ဒီမဲ့ကျွန်တော် share ထားတဲ့လူတွေ8000တောင်ရှိရောက်8000လူ 8k ရှယ်ပေါ့နော်ရောက်8000ရှိပါတယ်ဒီ post ကိုဘာသာတို့အခုကြည့်နေပြောတယ်မှာကင်မဆန်ရသည်ခုသွားကန်ဆန်မှာမိရနော်ဘာသာအခု share လို့မိရနော်ပေါက်သွားနိုင်တယ်နော်ကျွန်တော်ပြပြလားနော်အဲ့တော့နော်826တယ် upgrade 14လဲပြန်ကား4စီးပါတယ်23ကျော်အကောင့်เนาะကျွန်တော်တို့ဘာကြီးလို့စီးကရက်လေးကိုကြည့်ရဖတ်ကြည့်ပါเนาะကျွန်တော်တို့ giveaway ကကျွန်တော်တို့ဒီ giveaway ကိုကျွန်တော်တို့ကို shine နေပေးရပါเนาะကျွန်တော် account ကျွန်တော်ပင် comment ထောက်ထားရเนาะကို shine နေပေးရပါနံပါတ်1ကကျွန်တော်ရဲ့ Taga page ကို like and follow လုပ်ထားရမယ်ပေါ့เนาะပြီးရင်ကျွန်တော်ဒီ comment ကို shine ရဲ့ Telegram channel ကို join ထားပေးရမယ်ပေါ့เนาะ Telegram channel ကကျွန်တော်ပင် comment အခုပင် comment မှာလည်းရှိပါတယ်ပေါ့เนาะကို shine ရဲ့ Telegram join ထားပေးရမယ်ပြီးရင်ကျွန်တော်တို့ဒီ post ကိုဟိုဒီ giveaway post ကို share ရပါ public နဲ့တငယ်ချင်း9ယောက်ကိုတောက်တွဲပြီး share ရမယ်ပြီးရင်အဲ့ share ထားတဲ့ screenshot ကိုကျွန်တော်ဒီ book အောက်မှာကိုမမှာပြန်မဲ့ပေးရမယ်ပေါ့နော်အဲ့ဒါပဲအဲ့မှာဒီအခုဒီ comment လေးတွေကနေကျွန်တော်ပြန်ရွေးပါမယ်နော် comment ပေးကနေပေါ့နော်ကျွန်တော်ဒီ poll လေးကိုလည်းအသေးလေး like လေးပေးထားမယ်နော် reaction ဆိုရတယ်ဘို့ဘာနေကျွန်တော် reaction အသေးနေလက်မနေဒီကဲလေးနေကြိုက်တာပြီးဝူးနေကြိုက်တာပြီးနော်တခုပဲပေးလို့ရမှာ तू ကလက်မဆိုလက်မပေးပြီးလို့အသေးပြန်ပြောင်းရင်လက်မပြောက်သွားပြီးအသေးဖြစ်သွားမှာကြိုက်တာလေးလို့ရပါနော် really ပေးထားရမယ်ပေါ့နော် really အဲ့ဒါတတိထားပါနော်ကျွန်တော်အခုကျွန်တော်ပြင်ဖို့ပြတာဒီကတော့တင်ထားတာ match 3ရက်နေဒီလအစပိုင်း3ရက်နေတည်းတင်ထားတာပေါ့နော်ဒါပေမဲ့အောက်ဒီပြတ်သွားမရှာချင်ဘူးဆိုရင်ဒီမှာကျွန်တော်ပင်ထားတယ်အပေါ်မှာကျွန်တော်ပြင်ဝင်ချင်းမှာပဲတွေ့မှာပါဒီမှာနော် brother တို့ဒီမှာနော်အဲ့မှာသွားပြီး share ထားလို့ရတယ်သွား share လို့ရတယ်ခုမှသွား cancel လို့ရတယ်နော် cancel ရသေးတဲ့လူတွေနော် really ပေးရလို့မပြပါနဲ့နော်ကျွန်တော်ဒီပို့ကိုကျွန်တော်တို့လက်မတို့မို့အသေးလေး
လိုက်ခဲ့ပါเนาะပြီးရင် share ခဲ့ပါเนาะကျွန်တော်ဒီထဲမှာပြီးမှာပါ channel လေးလည်းမ join ရသေးတဲ့လူတွေ join ကြပါเนาะကျွန်တော်ဒီ channel လေးเนาะကျွန်တော်တို့ giveaway တွေပါကြီးတစ်ခုအခုအကြောင်းကျွန်တော်ဥမာတစ်ခုခုဟွာပေါ့เนาะဒီညဥပတစ်ခုရှိလို့ဆွေးနွေးရဖြစ်ဖြစ်အဲ့လိုမျိုးဆိုလဲကျွန်တော်ဒီ channel ထဲမှာအတန် final ပဲဖြစ်ဖြစ် video နဲ့ပဲဖြစ်ဖြစ်စာနဲ့ပဲဖြစ်ဖြစ်ကျွန်တော်ရိုက်ပြီးအတည်ပေးပါတယ် giveaway တွေပါတစ်ခုဆိုလဲကျွန်တော်ဒီထဲမှာအရင်ဆုံးမေးပါတယ်တိုင်ပင်ပါတယ်ကျွန်တော် fan တွေကိုเนาะအမေဖုန်းတွေပါပြီးလို့ရတယ်ဘယ်လိုတော့စာပြန်ပို့လို့မရဘူးဘယ်သူမှအားတော့ကျွန်တော်တွေမဟုတ်ပါဘူးဒီကဘာလို့ Facebook သုံးနေလူတွေအဲ့လိုပဲသူက streamer တယောက်ကပဲ streamer တော့မဟုတ်တယ်မင်းသားမင်းသမီးဆိုမြတ် series တယောက်ကပဲဒီထဲကိုပို့လို့ရတာအကုန်လုံးစာပြန်ပို့လို့ရရင်သူကအများကြီးဖြစ်ကုန်ပါလိအဲ့ဒါမျိုးသူကလုပ်ပေးထားတာပေါ့เนาะကျွန်တော် Telegram channel လိုမျိုးပဲကျွန်တော်ကအဲ့ဒါကိုကျွန်တော်တင်နေမြပို့တယ်မြဟာကိုဘယ်လိုအသေးလေးလက်မလေးပြီးလို့ရတယ်ဖုန်းတွေဆိုလည်းပို့လို့ရတယ်ပေါ့နော်ကျွန်တော်မေးရစကင်ဆိုလည်းကျွန်တော် F4 လာဟိုတကောင် F4 လာရဆိုလည်း F4 ကိုဖောက်တင်တာမဖောက်တင်တာအဲ့မှာမေးရင်ဘယ်လိုကဖောက်တင်မဖောက်တင်ဖုန်းပြီးလို့ရပါတယ်နော် channel ထဲမှာ channel လေးကိုကျွန်တော်ကြပါနော်တာကာဆိုဆိုပြီးအသေးပုံမဲရောက်နေတယ်နော်ကျွန်တော်ဒီပင်ထားပါတယ်ကျွန်တော်တာကာ page ကိုဝင်ချင်းအောက်လေးမှာနော်ဒီမှာကျွန်တော်ပုံနေနေအမဲရောက်ပေါ့တာကာဆိုဆိုပြီးတော့တာကာရဲ့ကဘာလေးကိုအဲ့လေအဲ့နော်အားလေး channel လေးကိုကျွန်တော်ဝင်ထားကြပါနော်အဲ့တော့ကျွန်တော်တို့အခုကန်ဆယ်မှာတော်လေကြရခုနက view က3500နေရ2600ပဲရှိတော့အခုမှသွား share နေကြတယ်ဒီဘဲတွေနော်ကဲ okay အဲ့တော့ကဲကျွန်တော်တို့ဘယ်ရောက်ပါရော okay အဲ့တော့အခုသွား share ထားလို့ရပါတယ်နော်ကျွန်တော်တို့ okay ကဲစပြီ အဲ့ကိုနည်းနည်းတော့ဟာဖြစ်လာ ဟုတ်တယ်မအားဆိုရင်တော့အားဆိုရင်တော့နည်းနည်းကြီးပါဘုံသွေးခဲ့ရေနော်ကျွန်တော်တို့ဒီမဲ့ဓာတ်ပုံကိုကျွန်တော်တို့ဘုံသွေးခဲ့ကိုကျွန်တော်ခုသွားပို့လိုက်မယ်ခဏလေးနော်နေခဏကျွန်တော်မပေးသေးခဏလေး နည်းကြီးပါ အာနောက်တစ်ရက်ရွှေ့တက်တယ် ကိုရှာပြောတာမယ်အဲ့လိုငါအဆမဟုတ် तू က तू ခုနလေးလက်ခံတယ်ကွာသိလားအခု तू ပေါက် तू ကက်ကောက်ပေါက်သွားတယ်မဲ့ဒါမျိုးကတော့ edit လုပ်ထားတာပဲဟုတ်တယ်မဲ့ကိုရှာဖွင့်ပြောတော့မယ်နော်အလုံးကိုရှာतू ကကိုရှာကျွန်တော်ပြောမယ်ပေါက်သွားမှ edit လိုက်တာကိုရှာအဲ့ cancel ကျွန်တော် तू မပေးတော့ဘူးနော်ဘုံတွေကကိုရှာလေးပြောလိုက်ကျွန်တော်လည်းပြောလိုက်မယ်နော်ကိုရှာအဲ့ပုံလေးပို့လိုက်သူ့ကိုနော် okay ဟိုအပြည့်လို့ ဘယ်တော့ပေါ်လာမလဲ post ပြန် share ဟုတ်ဒါဖန်စစ်တွေပဲကြံခဲ့တာဒါလေးပေါက်ပူတော်ကောင်းနေ အေးဒါလေးပေါ့ပူတော်ကောင်းနေဟဲ့လားဒါ fan စစ်တွေဘာလို့ထပ်ပေါက်မယ်နော် fan စစ်တွေနော်ဘာလို့ကျွန်တော်အတိုင်းနော်ကျွန်တော်ပြောမယ်ဘာလို့ကျွန်တော် game ဆော့မဲ့ဟာကိုဆော့တာကိုစောက်ကြည့်နေမယ် fan စစ်တွေပဲကြံခဲ့တာနော် viewer 1100ကျော် 1.2k နော်ကျွန်တော် game ဆော့မှာကိုစောင့်ကြည့်နေမဲ့ကျွန်တော်ရဲ့ fan စစ်တွေပဲကြံခဲ့တာအခုဖောက်မယ်တော့မယ်ဘာလို့နော်ထပ်လည်းမ share ဘူးနော်မာရီတော့ကျွန်တော်အခုပြန်မဲ share လိုက်တယ်နောက်လည်းမရွှေ့နေတယ်ပြန်လည်းမ share တော့ဘူးနော်အခုဖောက်မယ် okay ဘာလို့ okay let's go အဲ့လိုတော့ကျွန်တော်လက်မခံဘူးနော်အဲ့လိုတော့လက်မခံဘူးအဲ့လိုတာကြီးလက်မခံဘူးတာကြီးဟိုလာခံမယ်ဒါတော့လက်မခံဘူးဒါမျိုးလက်မခံပါနော်ဒါမျိုးတော့လက်မခံပါဘူးနော်ဘာသာလို့ဒါမျိုးတော့လက်မခံဘူးဒါမျိုးကတော့ကျွန်တော်လက်မခံဘူးဘာသာလို့နော်ဘရိုအစတက်တွဲမထောင်เนาะဘရိုပြီးမှ edit လိုက်တာဗျာဘရိုเนาะဟွာပေါက်မှ edit လိုက်တာပေါ့เนาะကျွန်တော်အခုကြည့်တာပေါ့เนาะအဲ့ဒါဘရို rule နဲ့မညီပါဘူးเนาะအဲ့ဘရိုကျွန်တော်တို့အခု cancel ပါတယ်ဘရိုเนาะကျွန်တော်ပြန်ပြီးပါအဲ့ဒါမလို့ကျွန်တော်ကလန်ကလင်းပြရလေလင်းလေးရလေသူတွေ့လိုက်တယ်သူတက်တွဲမထားဘူးလေ comment တွေမှာလည်း white man တာဒါပေမဲ့အခုတက်တီမရှိတော့အခုကျွန်တော်ဒီမဲ့တက်တီကဘရို edit ထားတာကိုကျွန်တော်အခုမြင်လိုက်ခဲ့ပြီပေါ့เนาะအဲ့တော့ဘရို cancel ပါတယ်เนาะဘရိုเนาะဘရိုနောက်ခါကျရင်တော့ပြန်ကောင်းပါပြီเนาะလာလို့တယ် ကဲအဲ့တော့ကျွန်တော်ပြောပြီးပြီဒါမျိုးတော့ကျွန်တော်လက်မခံအောင်ပြောတာပေါ့နော် तू ကဟုတ်တယ်ဘယ်လိုပေါ့မှ तू edit လုပ်လိုက်တာတက်တွဲထားရင်ငါတကယ်ချင်းငါ့ကိုတက်တွဲထား edit လုပ်လိုက်တာပေါ့နော် okay အဲ့တော့အခုတန်းဖောင်မယ်ဖတ်လည်းမ share တော့နော်ထိုက် share ရင် share မှဝင်လာတဲ့လူတွေရှိနေဦးမယ်မ share တော့ဘူးအခု viewer 1300လုံးကကျွန်တော် game ဆော့တာကိုစောင့်ကြည့်မဲ့ viewer တွေဟုတ်တယ်နော်ကျွန်တော်ဆော့တာကိုကြည့်မဲ့ viewer တွေကြံခဲ့တာတကယ် fan စစ်တွေ okay အခုထပ်ပြီးတော့လုပ်ပြီ let's go နော်ကျွန်တော် fan စစ်တွေအကုန်လုံးကတော့ကျွန်တော်ရဲ့ giveaway ပို့ live ပေးထားမယ်လို့ထင်တယ်နော်ဒါပါလို့နော်ကျွန်တော် fan စစ်တွေအကုန်လုံးကတော့ကျွန်တော်ရဲ့ giveaway ပို့ဆိုတော့ live ပေးထားမယ်လို့ထင်တယ်နော်မပြောတော့ဘူးနော်အခု viewer 1340နော်1369ဖြစ်သွားပြီနော်ကျွန်တော်အခုထပ်ပြီးတော့
ဖောက်ပေးမယ်ပတ်ကြီးအကောင်ကြီးမပြီးသေးဘူးနော်ဘရိုဘုံသွေးခဲ့ကိုကျွန်တော်မပေးပါဘူးနော်ဒါမျိုးတော့ကျွန်တော်လက်မခံပါဘူးဒါမျိုးတော့ကျွန်တော်လက်မခံပါဘူးခင်ဗျာနော်ကျွန်တော်ဟိုဟာလာခံလိုက်မယ်ဒါမျိုးတော့လက်မခံဘူးနော် ပေါက်တော့မှလုံးဝခွက်တယ်ငါဒီစားဒီစားရဲ့တို့မှလာပြတဲ့အချိန်မှာသူဟိုဟာဖြစ်တယ်ပြရတာကျွန်တော်မှတ်ရတယ်ဟုတ်တယ်သူဟိုဟာပဲဆိုတော့ပြောလို့ ကဲအဲ့တော့ကျွန်တော်ကအခုထပ်လည်းမ share တော့ဘူးเนาะခုနတော့မှအခု viewer ကြောက်အောင်နည်းနည်းထက်ချစ်လိုက်ပြောကျွန်တော်မ share တော့ဘူးထပ်မ share တော့ထက်ချစ်ရင်ထဲမှာဝင်လာပြီးရှိနေမယ်เนาะအခု1400ပဲဒါပဲเนาะကျွန်တော် game ဆော့တော့စောင့်ကြည့်နေတဲ့ viewer ကြီးပေါ့เนาะကျွန်တော်ရဲ့တကယ် fan တွေเนาะ okay အဲ့ဒါထပ်ဖောက်မယ်ပါတော့ let's go comment ပြတာသွားပြီ let's go ကျွန်တော်3မိနစ်တော့ထားတော့ကြာတယ်ပါတော့2မိနစ်ထားမယ်2မိနစ် okay ဘဘိုးတို့ရပြောပြီးပြီဘဘိုးတို့ရပြောပြီးပြီ ပေါက်မှာရှယ်တာမှာအချိန်တက်နေရှိတယ်ဒီစာကိုပို့တဲ့အချိန်မှာလာကိုဟိုဟာလုံး ဟုတ်တယ်အချိန်ဟုတ်တယ်အချိန်တက်တည်ရှိရပေးသူဘုံတွေခဲ့မဟုတ်ဘူးတဲ့ तू မဖောက်ခင်က edit တာရေးပါလာပြောနေလို့ပေးကိုပေးအချိန်ပေးရွှေပြီနော် start အဲ့ဒါမပေါက်လေကွာဒီတော့ အဲ့ဒါမှမပေါက်လေစက္ကန့်30 မပေါက် စက္ကန့်30ပဲနော်ဟာ comment တွေဦးလေ comment တွေဦးကြော်သွားပြီရောက်ရေကိုကြော်သွားပြီဟာ comment တွေဦးကြော်သွားမြင်လိုက်တယ်ပြပိုင်ဘယ်အောင်ပြိုးဝေးဝင်ကြည့်မယ်နော်ဘယ်အောင်ပြိုးဝေးဒီမှာ emoji ရဲ့ okay အကောင့်ထဲဝင်ကြည့်မယ်ဒါအခုကျွန်တော် live stream ကို share တာတယ်ဒီနော်ကျွန်တော်ရဲ့ဟို share တာလားချက်သွားကြည့်မယ်ဒီမှာဟို public နဲ့1 2 3 4 5ကဲဘယ်အောင်ပြိုးဝေး3မိနစ်ဆိုကျွန်တော်လာပြောပေးပါနော်6ပေါက်ကို share တာရမယ်နော်ဒါကျွန်တော် match 3ရက်နေ့ကကျွန်တော်ရဲ့ဒါ giveaway ပို့နော်ကျွန်တော်ရဲ့ဒီ giveaway ပို့နော်စာရင်းနဲ့အဲ့ဒါကို share ထားပါတယ်နော်1 2 3 4 5တကယ်ပြောက်ကို mention လို့မို့တက်ပေါ့နော်ဟို mention ထားပြီး public လည်းဖြစ်ပါတယ်ဒီက public ပေါ့နော်ဘယ်အောင်ပြောဝေးကျွန်တော်လာပို့ပေးပါခင်ဗျာဘယ်အောင်ပြောဝေးရှောက်ပါလေ ဘယ်ပေါ့ပါ ဘယ်လိုပေါက်သွားလဲဆိုတော့ဒီမှာဘယ်လိုအောင်ဖြိုးဝေတဲ့ဟုတ်ပြီရှိပါ तू ရှိကိုရှိမှာ မှာပေါ့ဘူးပဲမှတ်ကဲ page messenger လေးပြန်လေး အခုပဲမှတ်ထားခိုင်းအခုပဲမှတ်ခိုင်းတာဆိုတော့ရှိမှာပါ မရှိတယ် အဲ့ဒါမှမရှိသေး ကဲဆောင်ကွာပြောရင် ရှိရရောက်လာပြီ hello ပေါက်ပါပေါက်သွားပါပြီနောက်ဆုံးတော့နော်သူဖြစ်ဆိုတဲ့ချက်ဝင်ချက်လာအောင်မယ်ဒီဖုန်းထဲမှာတစ်ချက်ဝင်ချက်မယ်ဟုတ်တယ်နော်သူကပါ stream တာ share တာတယ်ဩကြောက်လိုက်ဆွနေတယ်အများကြီး share တာနော်အားလိုက်ဆွနေတယ်အများကြီး share တာတယ်ဟုတ်တယ်ဗျာနော်တကယ်ပါတော့နော်တကယ်မှန်ပါတယ်ဘယ်လိုအောင်ဖြိုးဝေးတယ်လီဗာဆက်ပါဒီအဲ့ဒါဟိုပြောပါဟိုကူချိုင်းကို ဟိုကိုရှာကတို့ဆိုပြီးရှော့ပြခိုင်းနိုင်လေနေတယ်ဒီမှာစပင်းရှော့ပြ over ပေါက်သွားပြီ over နဲ့ အဲ့ဒီတရား အမဝဲဟိုအကူဟိုTelegram group လေးကိုTelegramကူချိုင်း Telegram channel လေးကို join တာလေးအဲ့ကိုတက်ပြလိုက်ပါနော် ရှင်းနေဘာလို့တော့ရှော့ပြရှင်းနေစကားပြောလို့မရဘူးကွာ ဟုတ်တယ်ဟိုကူချိုင်းတက်ပြခိုင်းပါလေဟိုအကူTelegram join တာလေးဆုံးချော်လေးပို့ပြပါနော်အဲ့လေကူချိုင်းနဲ့တက်ပြဖို့ကူချိုင်းနဲ့ဟိုပြအောင်လို့ကဲမှန်ပါတယ်ခင်ဗျာဘလူနော်မှန်ပါတယ်ခင်ဗျာမှန်ပါတယ်မစောလို့မရတော့ဘူးတော်တော်ထစ်နေပြီဆက်ကဒီမဲ့ကိုမန်က4900လေး5000ဆိုတော့နေပါသွားတယ်ကိုမျိုးကျော်ကကိုမရှင်ဝယ်ပါသွားတယ်နေမြင်လိုက်တယ်ကျော်ဟာနမေကိုမရှင်တဲ့ဒီတယောက်ရတော့ကိုမဲကောင်တွေ
အကျဉ်းနဲ့လီးဖေးထားလိုက်ပါဟုတ်ထားလိုက်ပါနော်သူတို့လည်းပါနော်ပုရိယာပေါက်ပြလိုက်ပါဘယ်အကုသိုလ်ယူအနေနဲ့တည့်ရမလားဒါကျွန်တော်လည်းအများကြီးတော့လောက်ထားတာပေါ့နော်တယ်လီဂရမ်ချိုင်းတာလေးပို့ခိုင်းတာလေကိုကတယ်လီဂရမ်တယ်လီဂရမ်ဆန်ချော်လေးပို့ပြပါနော်ဟုတ်တယ်လီဂရမ်ဘယ်ချိန်ချောင်းရလဲမဟုတ်ဘူးရတယ်ကိုရှိုင်းရတယ်လီဂရမ်ကိုပိတ်လိုက်ပြီလိုက်ဆွင်းလွှဲတွေကပိတ်လိုက်ပြီတယ်လီဂရမ်ကိုဘယ်မှ join လို့မရဘူးထပ်ပြီးတော့ private လုပ်လိုက်ပြီဟုတ်အခုနောက်မှ join လို့မရဘူးသိချနော်ဒါကတော့လုံးဝအစစ်မှန်ဒီတယောက်ကတော့လုံးဝအစစ်မှန်သူဒါတကယ် Telegram group ထဲမှာရှိရဆိုလုံးဝအစစ်မှန်ပဲเนาะဒါကတော့စိတ်မပူနဲ့လုံးဝအစစ်မှန်ပဲเนาะဒါเนาะဟုတ်ကိုရှိုင်းသူက live stream စာတွေကမှာ Telegram ကို private လုပ်လိုက်ပြီ public မဟုတ်တော့ private join လို့ဘယ်သူမှ join လို့မရတော့သူထဲမှာပဲရမှာလူဟုတ်အခုသူဆောက်ရှော့ပို့ခိုင်းတာလေ तू ကဆောက်ရှော့ပို့ထားလို့အဲ့ Telegram link ထဲကိုမ join ရသေးဘူးဆိုရင်တော့ကျွန်တော်ထပ်ပြီးတော့ခေါ်ပေးမယ် join ထားရဲဆိုရင်တော့အဲ့ဒါ तू ကလုံးဝအစစ်မှန်ပါဒါတော့ तू ကလုံးဝအစစ်မှန်ပါเนาะဝါတာရဲ့ခုံပါလေဗတ်တိရလို့အကိုကျွန်တော်ပို့ပြီနော်အကိုအော်ခဏလေး UC ဒါမင်းတွေတခါလေးရောင်းလာအောင်မယ်နော် UC လေးတခါမို့ရောင်းတာဆိုတော့ဟိုကမှမဟုတ်ခုကပိတ်သွားပြီတကယ်တော့ကျွန်တော်ည9:10နာရီလောက်ဒီပဲရ UC ကမနေ့9:00ဆိုစရပြီဒီချိန်ဆိုရင်တော့ order ပဲတင်ခိုင်းတာပါမနေ့ကျမှထည့်ပေးမှာပေါ့နော် UC ရရောတဲ့ဟုတ်ကဲ့ပါအကို UCC ကတော့ကျွန်တော်အခုပို့ထားရပဲเนาะအခုဒါပေမဲ့အခု order တင်ခဲ့ပါเนาะကျွန်တော်အခုရဲ့ ID ရဲ့အခုရဲ့ in-game နာမည်ရဲ့အခုဝယ်ချင်တဲ့ UC အမောင်းရေကိုအခုရေးပေးခဲ့ပါเนาะကျွန်တော်တို့မနေ့ပြန်မနေ့မှာထည့်လို့ရမှာပါเนาะအခုကပိတ်သွားပါပြီဗျဟုတ်ကျွန်တော်တို့မနေ့9:00နာရီကနေပြီးည10:00နာရီဝန်းကျင်လောက်ဒီပဲရောင်းတာပါเนาะဟုတ်မနေ့ပြန်မနေ့9:00နာရီကြာရင်ကျွန်တော်ထည့်ပေးလိုက်ပါမယ်ဟုတ်ကဲ့ကျေးဇူးပါလာဝင်ပြီလို့ UC တခါရောင်းနေစိတ်တက်ပါလေနာမည်ဖျက်ချောက်ပါရင်ပဲတဲ့နားလေးเนาะဘယ်တော့ကျွန်တော်ဒီတယောက်တတိယချိုင်းမတိုင်းထပ်ပြီးလုပ်ပေးမယ် UC ဈေးလေးရဘရိုဘူတက် okay ဟောဘရိုဘူတက် UC ဈေးလေးလာမေးနေတယ်ရော့ UC ဈေးတာကီကားကစိတ်ဝင်စားလို့ဘရိုရောင်းလေဒါနဲ့ကားကလည်းရရတော့ဘာသာလို့ကျွန်တော်အခုဒီတာကာ page ချက်ပေါက်ကို Messenger မှာလာပြီးတော့တာကာ page ကျွန်တော်အခုဒီ page ရဲ့ချက်ပေါက်ကိုလာပြောလို့မေးလို့ရပါတယ်ကားကလည်းရောင်းပါတယ်တက်ကက်တန်3ကက်တန်နော်အခုတစ်ထွက်တဲ့တက်ကက်တန်ဆိုရင်9,900အရင်ကားဆိုရင်9,600တက်ကက်တယ်အခုတက်ထွက်တဲ့3ကက်တယ်ဆိုရင်18သိန်းအရင်အဟောင်းကားကက်3ကက်တယ်ဆိုရင်18သိန်းခွဲရပါတယ်နော်ဒီခဏရော UC ဈေးဘူတက်ကိုပြောလာအောင်မယ်ဟုတ်ကဲ့ပါအကိုဒါ UC ဈေးလေးပို့ထားရင်နော်အကိုက order တင်ခဲ့ပါနော်ကျွန်တော်မနေ့9:00နာရီမှထည့်ပြီးမှာပါနော်မနေ့9:00နာရီမှဖွင့်မှာပါကျွန်တော်အခုတော့ပိတ်သွားပါပြီပေါ့နော်ဒါပေမဲ့ order တင်ခဲ့လို့ရပါတယ်ဟိုဟာအကိုရဲ့ in-game နာမည်ရဲ့ in-game ID ရဲ့ပေါ့နော်အကိုဝင်မဲ့ UC အမောင်းရေကိုရေးပြီးပို့ထားခဲ့ပါနော်ကျွန်တော်မနေ့ပြန်ကြိုင်ထည့်ပေးပါမယ်ခင်ဗျာအခုတော့ပြီးသွားပါပြီ order ပဲတင်ခဲ့ပြီပါနော်ဘယ်လိုအောင်ဖြိုးဝေပို့ထားတယ်ဒီမှာဟုတ်တယ်ရှိတယ်တကယ်ရှိတယ်ဟုတ်တယ်တကယ် fan အစ်တကယ် fan အစ်လေးရပါတယ်ကုရှိုင်းကိုပို့လာအောင်မယ်နော်ကုရှိုင်း तू ကတော့အခုပို့ထားတယ်ကုရှိုင်းအခုမှဝင်လာတော့မဟုတ်ဘူးလားကုရှိုင်းဟွာလုပ်ထားရင်မလား private လုပ်ထားရင်မလားကုရှိုင်းချက်စစ်ပြီဦးနော်ကားကတစ်စီးဘယ်လောက်လဲအကိုကားကကအကိုအခုထွက်တဲ့အစ်စ်ဆိုရင်တက်ကက်တန်ဆို9,900ပါဗျဟုတ်အရင်ကားဆိုရင်တော့9,600ပါဟုတ်အခုတစ်ထွက်တဲ့3ကက်တန်ဆို18သိန်းပါအကိုဟိုဟာအရင်အဟောင်း3ကက်တန်ဆို18သိန်းခွဲပါအဲ့ဒါဆိုဟုတ်တယ်နော်ကိုရှိုင်းလည်းအခု confirm ပါပြီနော်ခိုင်းနော် ဟုတ်တယ်သူ့ရဲ့ Telegram user name ပြီးလိုက် user name ကရှာပြီးလိုက် Okay user name မေးပြမယ်နော်ခဏလေးနော်မပြီးသေးခဏလေးနော်ခဏလေးနော်အကူရဲ့ Telegram user name လေးကျွန်တော်ဆော်ရိုက်ပူပြီးပါနော်အဲ့တော့တေးချောင်းလို့နော်လုံးဝ rule တိုင်းတေးချောင်းလို့နော်UC ဝယ်လို့ရလားလာမေးနေနော်ခဏလေးနော်ကျွန်တော်ဖြေလိုက်အောင်မယ်ဟိုအကူထိုင်းမှာပဲနေအခုစင်ကူမှာပဲနေဂျပန်မှာပဲနေဝယ်လို့ရတယ်ရဩစာပါ UC ပါဒါပေမဲ့ကျွန်တော်ထိုင်းဘက်နဲ့တော့ကျွန်တော်မရသေးဘူးပေါ့နော်ကျွန်တော်အခုမှစ
ရောင်းတာဆိုနည်းနည်းလေးနောက်ကျွန်တော်တို့အခုထိုင်းမှာဆိုလည်းအခုထိုင်းကနေပြီးတော့အဲ agent နဲ့ကျွန်တော်တို့ wave တို့မို့ KB ရပါတယ်เนาะဟုတ်ဒါတော့ UCC ပါကိုUC ရတော့ကိုမနေ့ပြန်မနေ့9နာရီမှာရတော့မယ်เนาะအခုတော့ order တင်ခဲ့လို့ရပါတယ်เนาะအခုဝယ်ခြင်းတဲ့ UC အမောင်းရေအခုရေ in-game ID ရေ in-game နာမည်ရေရေးပြီးတော့เนาะဒါလေးတော့ on flow ရထပ်ပို့ပြီTelegram user name ကမဟုတ်ဘူးလေ user name လေ ဟုတ်တယ်လေဒီမှာလေအဲ့ဒါသူ့ဟိုဟို ဒါကနာမည်ကြီးလေ အဲ့တိုင်းပဲပို့တယ်လေဒါပေမဲ့ဟို profile နဲ့ဝင်ခိုင်းတယ်အဲ့တိုင်းပဲပို့ အကိုစိတ်တော့မရှိနေတော့အကို profile နဲ့ဝင်ပြီးပါလားကျွန်တော် user name သိချင်လို့ဗျ ရှေ့ဝါ နေဦးဒီမှာ UCC လေးတွေဘလို့အားစစ်ပိုင်နေလာမေးနေဒါတော့ UCC လေးပို့ပြီးလားကျွန်တော် brother တို့နော်ကျွန်တော်အခု fan တွေထဲမှာကြည့်နေတဲ့ fan တွေထဲမှာနော် UC စိတ်ချယုံကြည်စွာဝယ်ချင်တယ်ဆိုရင်ကျွန်တော်အခုဒီတာကာပေးဒီပေးရကျွန်တော်ရဲ့တာကာ gain shot နောက်တစ်ပေးပေါ့နော် UC ရောင်းတဲ့ပေးနှစ်ပေးလုံးမှာလာဝယ်လို့ရတယ်နော်ဘာပဲနေရရင်နော်ဒီပေးမှာလာဝယ်လဲတူတူပဲဟိုပေးမှာလာဝယ်လဲတူတူပဲဟိုပေးရဲ့တာကာ gain shot ပေးရဲ့ CB ချက်ပေါက်ကိုလည်းတွားလို့ရတယ်အခုဒီကျွန်တော်ဒီတာကာပေးရဲ့အခုချက်ပေါက်ကိုလည်းလာဝယ်လို့ရပါတယ် UC ရောင်းပေးရဲ့လူတွေကတော့ကျွန်တော်ရဲ့မာဒီရဲ့မီဂါရဲ့နော်မီဂါရဲ့ကျွန်တော်ညီရဲ့နော်၄ယောက်ပါနော်အဲ့ဒါကျွန်တော်အဆင်ပြေလို့ကျွန်တော်ကိုယ်တိုင်လည်းအတန်ဖိုင်နဲ့ပို့ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းစာရိုက်ပြီးကျွန်တော်လည်းရောင်းပေးပါတယ်နော်အခုဆိုတာကျွန်တော်လည်းကျွန်တော်တို့အားရလူနော်အဆင်ပြေလို့ကျွန်တော်ရောင်းပေးပါတယ်ဈေးနှုန်းကိုအသက်တာဆုံးကျွန်တော်လုပ်ထားပေးပါတယ်နော်အခုပေါက်ဈေးတယ်ကျွန်တော်နည်းနည်းလေးအခုပေါက်ဈေးတယ်တော့မှကျွန်တော်အသက်တာဆုံးကျွန်တော် short ပေးထားပါတယ်ကျွန်တော်ဖန်နေပြီးတော့နော်လုံးဝယူစီမြောင်းသေးဘူးလားအရင်တည်းကလာမေးနေတဲ့လူတွေတော့ရောင်းပေးပါပြီနော်လုံးဝအလင်ခံရတာတွေပါလိမ့်မရှိအောင်နော်ကျွန်တော်က 100% အာမခံပါတယ်ကျွန်တော်ချိန်မှာစီးကြပါနော်ကျွန်တော်စီးသက်တာနဲ့ရောင်းပေးနေပါတယ်ပေးရမလို့ဖြစ်နေရမှာမဟုတ်ဘူးဟွာလောက်တာလားမှန်တယ်တဲ့အမှန်โอเคအဲ့တော့ရင်တော့ brother တို့ကိုရှိုင်းအခု confirm သွားပြီပေါ့နော်ကျွန်တော်တို့မှန်ပါတယ်တဲ့နော်ဒီမဲ့ तू တေချာလေးကို तू ဟွာလုပ်ပြီးတော့အခုကိုရှိုင်းဟွာလောက်ရတာပေါ့နော်ကျွန်တော်တို့ဒီမှာနော်ကိုရှိုင်းရဒီမဲ့နော်မှန်တဲ့ဒီမှာနော်သူနဲ့ဗီဒီယိုကိုပါပြောရတယ်ပေါ့နော်ကိုရှိုင်းဟုတ်အော်တို့အားလုံးပဲအဲ့ဆိုရင် bro အောင်ဖြိုးဝေးကျွန်တော်ရဲ့ open ကြီးပါနော်ကျွန်တော်ရဲ့ open ကြီးတို့ပြောပါတယ်ကျွန်တော်ရဲ့နော် live stream တွေလည်းအများနဲ့ share တယ်နော်ဟိုတနေ့ကဟာကြီးလည်း तू share ထားရရှိတယ်အခုဟာလည်း share တယ်အဲ့ဆိုရင်တော့ congratulation ပါကဲအခုအောင်ဖြိုးဝေးနော်ကျွန်တော် live stream ကိုလည်းအများနဲ့ share ပြီးတယ်ကျွန်တော်ဝင်ကြည့်ရပါတယ်နော် wall တွေကိုကျေးဇူးအများကြီးတင်ပါတယ်နော်အခုလည်းဒီအကောင်ကြီးကိုပောက်သွားလို့ congratulation ပါနော်ဝမ်းသာပါတယ်နော်ဒီအကောင်ကြီးကိုတေချာဆော့မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်တောင်းဆိုချင်တာကတော့အနည်းဆုံးနှစ်ပတ်ပေါ့နော်အနည်းဆုံးနှစ်ပတ်တလားလောက်ဆော့ပြီးမှပဲရောင်းမယ်ဆိုရင်ရောင်းစီချင်ပါတယ်နော်ကျွန်တော်ဆော့စီချင်လို့ပြရမလို့ပါအကူကကျွန်တော်ရဲ့ open လို့လဲကျွန်တော်သိပါတယ်เนาะကျွန်တော်ပြောပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အခုချိန်ဒီအားပေးနေလို့เนาะ congratulation ပါเนาะထပ်ပြီးဝမ်းသာပါတယ်အခုတော့ဟုတ်အခုအကောင့်ကိစ္စကိုအခုကိုရှိုင်းနဲ့ကိုရှိုင်းနဲ့တစ်ချက်ပြောလိုက်เนาะကိုရှိုင်းတူမောင်နဲ့ပဲတစ်ချက်ပြောရเนาะသူအကုန်လုပ်ပြီးနေမယ်အခုတော့เนาะအော်ဒီမဲ့ခလုတ်တာကိုရှိုင်းခလုတ်လိုက်တာကျွန်တော်ရဲ့ eyebrow အောင်ဖြိုးရေသူရေပေါ့เนาะသုံးပေါက်ခလုတ်လိုက်တာပါခလုတ်လုပ်လိုက်တယ်เนาะကျွန်တော်တစ်ချက်ဝင်ကြည့်မယ်အကောင်ဟုတ်တယ်ဗျာကျွန်တော်ဟာ share တာဟုတ်တယ်အများနဲ့သူ share တာတယ်တော်တော်လေး okay ရပြီကဲအားလုံးပဲအဲ့တော့ကျွန်တော်နားလို့ရပါပြီเนาะအားလုံးပဲ